တခုခုမှာအရန်တော်တယ်အရန်ကောင်းတယ်လို့ပြောချင်ရင်အင်္ဂလိပ်မှာဘယ်လိုပြောလို့ရမလဲအင်္ဂလိပ်မှာတခုခုမှာအရန်တော်တယ်အရန်ကောင်းတယ်လို့ပြောချင်ရင်သုံးလို့ရတဲ့ pattern လေးတစ်ခုရှိရပါတော့အဲ့ဒါကကြတော့ဘယ်လိုလဲဆိုရင် be good at something ဆိုတဲ့ pattern လေးကိုသုံးပြီးတော့တခုခုမှာအရန်တော်တယ်အရန်ကောင်းတယ်လို့ကျွန်တော်တို့သုံးလို့ရတယ်ဥမာဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်ဥမာငါကဘောလုံးကန်တာအရန်ကောင်းတယ်ဆိုလို့ရှိရင် I am good at playing football ငါဘောလုံးကန်တာကောင်းတယ်ဟုတ်ပြီနောက်တစ်ခုဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင် NATO ကတရုတ်ဆောင်တာတော်တယ်ဆိုလို့ရှိရင် NATO is good at acting ဒါ NATO ကတရုတ်ဆောင်တာကောင်းတယ်။နောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုလို့ရှိရင်ငါအမေကချစ်တာပြုတ်တာတော်တယ်ဆိုလို့ရှိရင် my mother is good at cooking ငါအမေကချစ်တာပြုတ်တာတွေကောင်းတယ်သူရဲ့ဟင်းချက်လက်ရာတွေကောင်းတယ်ဆိုပြီးကျွန်တော်တို့သုံးလို့ရတယ်။နောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုလို့ရှိရင်စီတူလွေငါတချင်းဆိုတာကောင်းတယ်တချင်းဆိုတာတော်တယ်ဆိုရင်စီတူလွေ is good at singing စီတူလွေငါတချင်းဆိုတာကောင်းတယ်ဆိုတော့ကျွန်တော်တို့ကဒီ be good at something ပေါ့နော် be ဆိုတာကျွန်တော်တို့ back to be ပေါ့နော်နောက်က something ဆိုတာကျတော့ကျွမ်းကျင်တဲ့အရာတစ်ခုခုအဲ့ဒီနေရာလေးတွေမှာအစားထိုးသုံးပြီးတော့တစ်ခုခုမှအရင်ကောင်းတဲ့အရင်ကြံ့ကြံ့နေဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်